သရှင်ထအောင်ဆိုင်မလေးရှားမှာဖျော်ဖြေခဲ့တဲ့တေးသချင်းတွေထဲမှာပရိသတ်တွေအင်မတန်မှကိုကြိုက်ပြီးတော့အင်တာနက်မှာလည်းတော်လေးကိုပြန့်သွားတဲ့သချင်းတစ်ပုဒ်ရှိပါတယ်ရှင်။သူနဲ့အတူခတောင်းမျိုးဆက်သစ်ညီကိုတွေကပါဒီဆိုပေးထားပါတယ်ရှင်။နိုင်ငံရခြားသွားဖို့အတွက်ဗမာပြည်မှာဆိုလို့ရှိရင်မိဘဆွေမျိုးမောင်နှမတွေကအိမ်တွေနောက်ရှိသမျှပစ္စည်းတွေပေါင်နှံပြီးတော့ဒီလူငယ်တွေအရေးဆုံးပြီးတော့နိုင်ငံရခြားကိုထွက်လာခဲ့ကြပြီမဲ့လို့ပေါ့နော်။နိုင်ငံရခြားကိုရောက်တဲ့အခါကျတော့ကြုံတွေ့နေရတာလေးတွေကိုလူငယ်တဘာဝခန်းစားသိဆိုပေးထားတာပါရှင်ချက်တွေချတာကျူစင်နဲ့စိတ်ဓာတ်ကိုပဲရောင်ဆိုးပေးတာစစ်ဆိုးရတာလူမဆန်တဲ့စိတ်ဓာတ်နဲ့ပဲပြည်သူများကိုစိုးမိုးထားခွန်တုံးတွေများလို့တော့ဝတ်သက်စာတော့လွမ်းဆွေးသွားရိုးသားတဲ့ငါဘဝကိုလက်ထဲမှာပဲတာယာခဲ့ဒီနိုင်ငံကောင်းတဲ့အကျွေးတွေကတက်တင်ခဲ့ဆိုးရတဲ့ဓမ္မပြည်ရဲ့လုံးတွေကကြောက်ရဲ့တင်းစားတွေမစုံလင်တဲ့တင်းစားကိုပတ်ပြီးသားခွဲကိုလေဖွင့်ပြောပြီးတော့နိုင်ငံခြားကိုသွားရမလားညီတော်နဲ့ငါပို့ပဲကြီးပွားဖို့ငါထွက်သွားရှာသွားမယ်တားလေးကိုတယ်ခုတော့ပြောလိုက်မယ်ယောက်ျားသားလေးမနဲ့လည်းနေအောင်ပြီးကြိုးစားခွဲဒီမှာတော့ရှင်းမကုန်မဲ့စပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနဲ့တော့တားနဲ့ပဲရင်နေချဝေးရလေနန်းနေတယ်ပြေလို့ဝင်လိုက်ွယ်ဘယ်မှာဖွင့်ခဲ့တဲ့ငါရင်တွေကိုဖွင့်နေပြီဘယ်တော့မှမငိုဘူးခဲ့လေရွှေနိုင်ငံကြောင့်ငါငိုနေပြီစစ်ဆိုးရကိုစိတ်နာလို့ရောင်အော်တာရှာတိုးနေပြီအင်းချင်းတွေကပန်းတရားမှမြူဆွဲခဲ့လို့တန်ရာကပြည့်လုံးတွေကမကောင်းနိုင်တော့အင်းချင်းမျက်နှာတရားတစ်ခါမှမမေ့ရင်ထဲမှာငွေပဲရှိတယ်မြုံမှုဆိုထပ်သွားကြည့်ပါလုံရတဲ့ငါတို့တွေကိုရောင်းစားဖို့အလွယ်လေးပါလိုချင်တာရဖို့ဆိုရင်ဘာကိုမှမယူဆိုင်တော့ပါနောက်ဆုံးတော့ငါတို့ကအစွန်းသေးပေကညွန့်ကျိုးစေခဲ့ရိုးသားတဲ့ငါဘဝကိုလက်ထဲမှာပဲတာယာခဲ့ဒီနိုင်ငံမကောင်းတဲ့အကျွေးတွေကတတ်တင်ခဲ့ဆိုးရတဲ့မြမပြည်ရဲ့လုံးတွေကကြောက်ရဲ့တင်းစကားတွေမစုံလင်တဲ့တင်းစာကိုဖတ်ပြီးသားဖေးကုန်တွေပြင်ပြောပြီးတော့နိုင်ငံခြားကိုသွားရမလားညီတော်နဲ့ငါပို့ပဲကြီးပွားဖို့ငါထွက်သွားရှာသွားမယ်တားလေးကိုတယ်ခုတော့ပြောလိုက်မယ်ယောက်ျားသားလေးမနဲ့လည်းနေအောင်ပြီးကြိုးစားခွဲဒီမှာတော့ရှင်းမကုန်ပဲစပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတဲ့ချက်တွေလုံးတာနဲ့တော့တားနဲ့ပဲရင်နေချဝေးရလေအနရီတဲ့ပြေလုံးဝင်လိုက်ွယ်လုံးလည်းဖြစ်နေတဲ့ငါတို့တွေကိုသနာပါကွယ်နိုင်ငံတော်ကနားမလဲဘူးအာဏာမြဲရဲ့လုံးနေတဲ့ချက်တဲတဲ့ငါတို့ဘဝတွေရှေ့ဆက်ပြီးတော့ဘယ်လိုလုပ်မလဲငါတို့တွေကြီးပွားဖို့အတွက်မိဝဲပါဝင်ခွဲတယ်ဗျာ passport တွေမြန်မြန်ပေးလို့တစ်ပတ်ကနေလက်စားဒါတွေကိုပြည်နေတော့လေခံစားချက်တွေတောက်ပွားရှင်းလေးလုံးရဲတော်ပုံကိုယူမိုက်စွာရင်ကုန်တဲ့အဲ့ဒီချိန်မှာအရွယ်ရောက်ရင်တိုက်ပွဲတွေလည်းဝင်မှာပဲဆိုရနဲ့ဖြစ်တဲ့ပွဲတိုင်းចောင်းသားတွေလည်းပါဝင်စေငါစိတ်ထဲရှိတာပြောရင်အာနာယူတယ်ဘာတော့စိုးသုံးမှာစစ်အာနာပဲမျိုးမတော့မှရှိနေစေဘလူတာတာငါတို့စိတ်ကဖြုတ်ချခြင်းတာစစ်အာနာပဲလစ္စတော်မယ်တားလေးကိုတယ်ခုတော့ပြောလိုက်မယ်ယောက်ျားသားလေးဘာနဲ့လည်းမြေအောင်ပြီးကြိုးစားခွဲဒီမှာတော့ရှင်းနာကုန်ပဲစပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတဲ့ချက်တွေလုံးတာနဲ့တော့တားနဲ့ပြေရင်မြေချဝေးရလေအနေနဲ့ပြေလို့ဝင်လိုက်ွယ်ဒီလိုစင်လို့ရဘူးလို့ဘယ်သူတွေတားပြကြမလဲပြည်သူလမ်းမှာချနေမို့ငါဘဝကိုစတဲ့ရဲတဲ့ဒီမိုကရေစီပေးပါမယ်လို့အာဏာယူတဲ့ပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ပြတ်ခဲ့တာစစ်ဆိုးရပဲရရှိလူចောင်းသားတွေကိုထောင်ထဲတဲ့တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာဒီတွေပြောင်းလဲပေမဲ့ချင်းတွေဟာဒူးပြီးမလာခဲ့ငါတို့ကိမှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလေနေညာကလဲပြားပြီးတနက်ကိုင်ကချောက်လန့်ထားစေလစ္စတော်မယ်တားလေးကိုတယ်ခုတော့ပြောလိုက်မယ်ယောက်ျားသားလေးဘာနဲ့လည်းမြေအောင်ပြီးကြိုးစားခွဲဒီမှာတော့ရှင်းမကုန်ပဲစပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနဲ့တော့တားနဲ့
ချဝေးရလဲအန်နရီတဲ့တေးလုံးဝင်လိုက်လေးချသွားမယ်သားလေးကိုတဲဒီခုတော့ပြောလိုက်မယ်ယောက်ျားထားတယ်ငါနဲ့လည်းမြင်အောင်မြင်ကြိုးစားခွဲဒီမှာတော့ရှိနာကုန်မဲ့စက်ပြောမယ်မင်းလုံးသားတဲ့ကြားခဲ့တဲ့တရားနဲ့ချက်တွေပြောတာနဲ့တော့သားနဲ့ပြေရင်မြေချဝေးရလဲအန်နရီတဲ့တေးလုံးဝင်လိုက်လေးချသွားမယ်သားလေးကိုတဲဒီခုတော့ပြောလိုက်မယ်ယောက်ျားထားတယ်ငါနဲ့လည်းမြင်အောင်မြင်ကြိုးစားခွဲဒီမှာတော့ရှိနာကုန်မဲ့စက်ပြောမယ်မင်းလုံးသားတဲ့ကြားခဲ့တဲ့တရားနဲ့ချက်တွေပြောတာနဲ့တော့သားနဲ့ပြေရင်မြေချဝေးရလဲအန်နရီတဲ့တေးလုံးဝင်လိုက်လေးချသွားမယ်သားလေးကိုတဲဒီခုတော့ပြောလိုက်မယ်ယောက်ျားထားတယ်ငါလည်းလည်းမြင်အောင်မြင်ကြိုးစားခွဲဒီမှာတော့ရှိနာကုန်မဲ့စက်ပြောမယ်မင်းလုံးသားတဲ့ကြားခဲ့တဲ့တရားနဲ့ချက်တွေပြောတာနဲ့တော့သားနဲ့ပြေရင်မြေချဝေးရလဲ